Luka Ministry နဲ့တဖန်ပြောတဲ့ကြိုးဆိုပါတယ်လို့ဒီနေ့လည်းအများသိပြီးသားအရာလေးတစ်ခုနဲ့ခွန်အားပေးကြပါတယ်ကြီးမားသောယုံကြည်ခြင်းလို့ခေါင်းစဉ်တတ်ထားပါတယ်အခြေပြုကျမ်းပိုက်ကတော့ဒံယေလအနာဂတိကျမ်းခန်းကြီး3ငွေ18မှာရှိတဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်တမန်ကျမ်းစာကဒီလိုဆိုပါတယ်ကျွန်တော်တို့ကိုးကွယ်သောဘုရားသခင်သည်မီးလောင်လျက်ရှိသောမီးဘိုတွေကကျွန်တော်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထို့သောကယ်လွတ်တော်မူသောလေအရှင်မင်းကြီးကိုရောဤဖေအားတို့ကိုကျွန်တော်တို့သည်ဘုံမပြုပါတည်ထားတော်မူသောရုပ်ထုကိုလည်းမကိုးကွယ်ပါဟုပြန်လျှောက်ကြ၏ဓမ္မဟောင်းကျမ်းမှာလူသိများတဲ့သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါတယ်BC 605ခုနှစ်မှာဘာဘူးလုံပြည်နေဗုခဒ်နေဇာဟာယူဒာပြည်ကိုကျူးကျော်ဝင်ရောက်ပြီးယေရုရှလင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ယေရုရှလင်ဗိမာန်တော်ကိုလည်းဖျက်ဆီးပြီးတော့တူးကျွန်းထက်မြက်ပြီးအရေးချင်းရှိတဲ့လူငယ်များစွာကိုဘာဘူးလုံစစ်တုံးပန်းအဖြစ်ခေါ်ဆောင်သွားခဲ့ကြောင်းဒံယေလအနာဂတိကျမ်းခန်းကြီး1မှာဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီတုံးပန်းထဲမှာလူငယ်လေး၄ဦးပါပါတယ်ဒံယေလဟာနနီမိရှေလနဲ့အာဇရီတို့ဖြစ်ကြပါတယ်ဘာဘူးလုံယဉ်ကျေးမှုတွေကို၎င်းတို့ကိုပေါင်းစည်းဖို့အတွက်ဘာဘူးလုံရဲ့ကြိုးပမ်းမှုတစ်ခုအနေနဲ့သူတို့ရဲ့ဟေဘရဲနာမည်များကိုပြောင်းခဲ့ပါတယ်ဟာနနီကရှဒရက်ဖြစ်လာပြီးမိရှေလကမေရှက်ဖြစ်ပါတယ်အာဇရီကိုတော့အဘေဒနေကောဆိုပြီးတော့နာမည်ပြောင်းလိုက်ပါတယ်ဤဘာဘူးလုံအမည်များတာဣသရေလဖျားသခင်နဲ့၎င်းတို့ရဲ့ကိုးကွယ်မှုကိုဖယ်ရှားပြီးတော့ဘာဘူးလုံယဉ်ကျေးမှုကိုးကွယ်ဝိပုခြင်းနဲ့ထုံနှံအစင်အားတွေအတွက်ရည်ရွယ်ခဲ့ပါတယ်။ဤလူငယ်များဟာဘုရင်နန်းတော်မှာအမှုထမ်းရန်ပညာတတ်များနဲ့လေ့လာသင်ကြားခြင်းကိုခံခဲ့ရပါတယ်။တိုင်းတစ်ပါးမှာနေပြီးအယူမှားယဉ်ကျေးမှုတွေဝိုင်းရံထားတော့လေဒီလူငယ်တွေဟာဘုရားသခင်ပေါ်မှာသစ္စာရှိခဲ့ကြပါတယ်။သူတို့ရဲ့ဉာဏ်ပညာနဲ့တမာတိတရိပ်ပြဘုရားသခင်ရဲ့မျက်နှာပေးမှုကြောင့်ဘာဘူးလုံအစိုးရအတွင်းမှာခေါင်းဆောင်ရာထူးများကိုတိုးမြင့်ခြင်းခံခဲ့ရပါတယ်။ဒီနေ့မှာတော့နေဗုခဒ်နေဇာမင်းကြီးကရွှေရုပ်ချတူကြီးတစ်ခုကိုတည်ဆောက်ပြီးတော့သူ့နိုင်ငံဝါမှာရှိတဲ့အရာရှိများနဲ့ပြည်သူအားလုံးကိုတေဂီတာတန်စင်နဲ့တိခတ်တဲ့အခါမှာဦးချကိုးကွယ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာဘာသာရေးဝုပြုမှုတစ်ခုတည်းမကသစ္စာစောင့်တည်မှု loyalty ကိုစက်တက်ခဲ့ခြင်းဖြစ်ပါတယ်။ဘုရင်ကလူတိုင်းဒီသူ့ရဲ့အခွင့်အာဏာကိုအတိမတ်ပြုပြီးတော့သူ့ရဲ့အုပ်ချုပ်မှုကိုအပြည့်အဝနာခံစေလိုတဲ့သဘောဖြစ်ပါတယ်။ဒါအပြင်သူ့ကိုယ်သူဖျားသဖွယ်ခံယူထားပုံနဲ့ရပါတယ်။လူတိုင်းဥချရန်မျော်လင့်ခဲ့တယ်။လူတိုင်းလိုက်နာရန်အမိန့်ပေးခဲ့တယ်။ဘင်းရဲ့အမိန့်အင်ကိုနာခံမှုမရှိရင်တော့အပြစ်ဒဏ်ဟာပြင်းထန်လာပါတယ်။ပြင်းထန်သောလောင်နေတဲ့မီးဘိုတဲ့သို့ချက်ချင်းပင်ပြစ်ချပြီးတော့ပြစ်ဒဏ်ပေးခံရမယ်လို့ပြောခဲ့ပါတယ်။တေခီတာတွေတီးခတ်တဲ့အချိန်မှာလူတိုင်းလိုဥချကြပါတယ်အစိုးရအရာရှိများကဥချကြတယ်စစ်ဖက်ခေါင်းဆောင်တွေဥချကြတယ်ချမ်းသာတဲ့သူများဥချကြတယ်ဩဇာအာဏာရှိတဲ့လူတွေဥချကြတယ်လူအုပ်ကြီးတစ်ခုလုံးရုပ်ထုကြီးရှိမှာမြေပေါ်မှာလဲကျသွားတဲ့ကဲတော့ဥချကြတယ်တိုးတော်လေလူငယ်၃ဦးကြံရခဲ့ပါတယ်ရှဒရက်မေရှက်အဘေဒေကိုဖြစ်ပါ၎င်းတို့ရဲ့ညှင်းဆန်မှုအားလုံးလှည့်မြန်စွာသတိပြုခဲ့မိကြပါတယ်ထိုလူငယ်၃ဦးကိုပြင်းစွာအမျက်ထွက်နေတဲ့နေဗုခဒ်နေဇာမင်းကဖမ်းဆီးပြီးတော့မေးမြန်းခဲ့ပါတယ်ဒီသမိုင်းမှတ်တမ်းလေးရဲ့ဒီနေရာကိုရောက်တဲ့အခါမှာအင်မတန်မှထူးခြားမှုရှိလာပါတယ်ဒီလူငယ်၃ဦးကကမ္ဘာပေါ်မှာအာဏာရှိဆုံးအုပ်စိုးရှင်ရှိပါတယ်ရပ်နေပြီးတော့တေခြင်းတရားကိုရင်ဆိုင်နေရတဲ့တိုင်အောင်တုံ့လှုပ်ခြင်းမရှိခဲ့ပါဘူးငင်းခုန်ဖို့လည်းမကြိုးစားခဲ့ပါဘူးဒေါသအမျက်လည်းမထွက်ခဲ့ပါဘူးညှိနှိုင်းဖို့ဒါမှမဟုတ်စင်ကြယ်ပေးဖို့လည်းစိတ်ကူးမရှိခဲ့ပါသူတို့ကဒီငြိမ်နဲ့ပဲယုံကြည်မှုအပြည့်နဲ့ရှင်ဘုရင်ကိုပြန်ပြီးတော့ဖြေချခဲ့ပါတယ်ဖြေချချက်ကလေးကတော့ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်သည်မီးလောင်လျက်ရှိသောမီးဘိုတွေကကျွန်ုပ်တို့ကိုကယ်လွတ်နိုင်တော်မူ၏ကိုရောဤလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ထို့သို့ကယ်လွတ်တော်မမူတော်လဲ
အရှင်မင်းကြီးကိုရောဤဖရာတို့ကိုကျွန်ုပ်တို့သည်ဝန်မပြုပါတည်ထားတော်မူသောရွှေရုပ်ထုကိုလည်းမကိုးကွယ်ပါဟုပြန်လျှောက်ကြ၏တကယ်ကိုမယုံကြည်နိုင်စရာယုံကြည်ခြင်းရဲ့ဖော်ပြချက်ပဲဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်ခြင်းဟာရလဒ်တစ်ခုပေါ်မှာအခြေမခံပါဘူးသူတို့ရဲ့ယုံကြည်ခြင်းဟာဖရာသခင်ရဲ့မျက်မှောက်တော်ဖရာသခင်ရဲ့ဘုန်းတော်ဂုဏ်တော်ပေါ်မှာအခြေခံပါတယ်လူတော်များများကဘဝကောင်းစားနေတဲ့အချိန်မှာဖရာသခင်ကိုယုံကြည်ကိုးကွယ်ကြပါတယ်ဆုတောင်းချက်တွေအဖြစ်ရတဲ့အချိန်မှာဖရာသခင်ကိုယုံနေဆိုပြီးတော့ကြွေးကြော်လေးရှိပါတယ်ဒါပေမဲ့စစ်မှန်တဲ့ယုံကြည်ခြင်းကတော့ရလက်မသေးကြတဲ့အခါမှာတော့သစ္စာရှိစွာယုံကြည်နေစေဖြစ်ပါတယ်ဒီလူငယ်တော့ကဖရာသခင်ကသူတို့ကိုကယ်တင်ခဲ့သည်ဖြစ်စေမကယ်တင်ခဲ့သည်ဖြစ်စေဝတ်ပြုကိုးကွယ်ထိုက်တယ်ဆိုတာကိုသူတို့စိတ်နှလုံးထဲမှာခိုင်မာစွာသိရှိသည်ဖြင့်ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်ရှဒရက်မေရှက်အဗေဒနေဂေါတို့ဤထူးခြားတဲ့တုံ့ပြန်မှုမှာယုံကြည်ခြင်းနဲ့ဆက်ဆိုင်တဲ့အချက်ကလေး၃ချက်ကိုတွေ့ရပါတယ်ပထမအဆင့်မှာဖရာသခင်ကသူတို့ကိုကယ်လွှတ်နိုင်တယ် God can save us ဆိုတဲ့အကြောင်းကိုသူတို့ကြွေးကြော်ခဲ့ပါတယ်ဖရာသခင်တတ်နိုင်တော်မူခြင်းကိုသူတို့ကယုံကြည်နေကြတာဖြစ်ပါတယ်သူတို့အတွက်အလွန်ပူပြင်းတဲ့မိဟာအပူချိန်မရှိသကဲ့သို့အလွန်တကိုးကြီးတဲ့ဘုရင်ကလည်းအာဏာမရှိသကဲ့သို့ဘုရားသခင်ရဲ့ထိန်းချုပ်မှုအပြင်ပါမှာဘယ်အခြေအနေမှမရှိနိုင်ကြောင်းသူတို့သိပါတယ်ဒုတိယတစ်ဆင့်မှာသူတို့ပြောတဲ့စကားကတော့ကိုရောဤလက်မှလည်းဆိုတော့ချင်းကနေဘုခါနေစာမင်းကြီးလက်မှလည်းကယ်လွတ်တော်မူလိမ့်မည်ဒီနေရာမှာတော့ God may ဆိုတဲ့ကယ်လွတ်ကောင်းကယ်လွတ်လိမ့်မည်ဘုရားသခင်ရဲ့ကယ်လွတ်ခြင်းကိုမျှော်လင့်တောင်းတတဲ့အနေနဲ့ဆိုလိုခဲ့ခြင်းဖြစ်ပါတယ်သူတို့ကကိုလွတ်ယုံနိုင်တာကိုအားကိုးခြင်းမဟုတ်ပဲဘုရားသခင်ရဲ့လှုပ်ဆောင်နိုင်စွမ်းကိုမျှော်လင့်နေခဲ့ကြခြင်းဖြစ်ပါတယ်ဒါဟာမိမိရဲ့ဆန္ဒတက်မဟုတ်ပဲမိမိအပေါ်မှာတစ္ဆာရှိတဲ့ဘုရားအပေါ်မှာယုံကြည်မှုကိုဖော်ပြနေခြင်းဖြစ်တတိယအချက်ကလေးကတော့ယုံကြည်ခြင်းရဲ့အခိုင်အမာဆုံးနဲ့အရင်ကျဆုံးဖော်ပြချက်ဖြစ်ပါတယ်ထို့သို့ကယ်လွတ်တော်မူသောလေ even if he doesn't ဘုရားမကယ်ခဲ့ရင်လည်းကျွန်တော်တို့ယုံနေအောင်ပါပဲဆိုတဲ့ဒီပြောဆိုချက်ကလေးဟာရင့်ကျက်တဲ့ယုံကြည်ခြင်းကိုဖော်ပြနေပါတယ်သူတို့ရဲ့နာခံမှုဟာအံ့ဩဖွယ်ဖြစ်လာအောင်မှတ်တမ်းတင်စရာဖြစ်ပါတယ်သူတို့ကဘုရားသခင်ကျွန်တော်တို့ကိုကယ်ပါကယ်ရင်ယုံပါမယ်လို့မပြောခဲ့ပါဘူးကယ်တင်သည်ဖြစ်စေမကယ်တင်သည်ဖြစ်စေထိုဘုရားကိုအစင်မပြတ်ဝတ်ပြုကိုးကွယ်နေမယ်လို့ကြွေးကြော်ခဲ့ပါတယ်ဘုရားသခင်ကောင်းမြတ်တော်မူကြောင်းဘုရားသခင်ဟာအချုပ်ချအာဏာပိုင်ဖြစ်တော်မူကြောင်းမြည်သည့်အခြေအနေပင်ရှိစေကောင်းမူကိုးကွယ်ထိုက်တော်သူဖြစ်ကြောင်းဤလူငယ်၃ယောက်ကဖော်ပြလည်းရှိပါတယ်ရလဒ်တွေကကွဲပြားနိုင်ပါတယ်သူတို့ဒီလိုဆိုတဲ့အတွက်ကြောင့်မလို့သူတို့အသက်ဘေးကလွတ်ချင်မှလွတ်မှာဖြစ်ပါတယ်တိုးတော့လည်းသူတို့နာခံမှုကတော့တည်ကြည်နေမှာဖြစ်ပါတယ်ဒီအချက်ကကျွန်တော်တို့တယောက်ချင်းစီအတွက်အလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုပေါ်ပေါက်စေပါတယ်ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေကျွန်တော်တို့လိုချင်တဲ့အရာတွေကိုအဖြေပေးမှဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်ပါဘဝအကောင်းဆုံးလက်ပတ်နေတဲ့အခါမှာဘုရားသခင်ကိုကိုးကွယ်ပါရလာကကျွန်တော်တို့ရဲ့အကျိုးရှိတဲ့အခါမှာကိုရိုနာတို့လိုက်ပါဒါမှမဟုတ်ရှဒရက်မေရှက်အဗေဒနေဂေါတို့လည်းကဲကိုရောမကယ်ခဲ့ရင်လေကိုရောကိုကျွန်တော်တို့ယုံနေအောင်ပါကိုရောကိုနာခံနေအောင်ပါကိုရောကိုကျွန်တော်တို့ဝတ်ပြုကိုးကွယ်နေအောင်ပါမေးစရာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲဘုရားသခင်ကဤလူငယ်သုံးဦးကိုမေးဖို့တည်းကအံ့ဩဖွယ်နေပြင်ခဲ့ခဲ့နေဘုခနေစာမင်းပင်လေအံ့အားသင့်သွားခဲ့ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့ဘဝတွေကိုဒီသမိုင်းမှတ်တမ်းလေးကတိုက်ရိုက်သင်ကြားပေးနေပါတယ်ကျွန်တော်တို့အများစုကနေ့စဉ်နဲ့အများအခက်အခဲတွေမရေရာမှုတွေစိတ်ပျက်စရာတွေနဲ့စိန်ခေါ်စရာတွေကိုရင်ဆိုင်ရပါတယ်တချို့ကကျန်းမာရေးပြဿနာတွေဖြစ်မယ်တချို့ကမိသားစုပြဿနာဖြစ်မယ်တချို့ကငွေကြေးဆိုင်ရာဖိအားမှုတွေဖိအားပေးမှုတွေဖြစ်မယ်အမှုတော်နဲ့ပတ်သက်လို့စိန်ခေါ်မှုတွေရင်ဆိုင်နိုင်ရပါတယ်အနာဂတ်နဲ့ပတ်သက်ပြီးတော့မသေးချာမြင်ရတဲ့မေးခွန်းတွေနေကြမှာလဲရှုပ်ထွေးနေရှိပါတယ်အချိန်တော်တော်များများမှာကျွန်တော်တို့ကအဲ့လောင်နေတဲ့မိဖို့ရှိကိုရောက်နေတယ်လို့ခံစားနိုင်ရပါဒီတိုင်းရင်လားအနာဂတ်ကျန်ခန်းကြီး၃ထဲမှာရှိတဲ့သတင်းစကားလေးကတော့ရိုးရှင်းပေမဲ့တကူချီပါတယ်ဖယားသခင်တတ်နိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကိုရောကို
ကိုယုံကြည်ကိုးစားသင့်ပြီးတော့ကိုတော်ထံစွတ်တောင်းသင့်ပြီးတော့ကိုတော်ကိုသားလင်းယုံကြည်သင့်ပါတယ်ကျွန်တော်တို့ဤယုံကြည်ခြင်းဘယ်အချိန်မှာပို့ပြီးတော့နှက်ဆိုင်မလဲဆိုရင်ဖခင်သခင်မကင်ရင်တော့မှသူ့ကိုအစင်မပြတ်ယုံကြည်နေမယ်ဆိုတဲ့အခါမှာယုံကြည်ခြင်းကတာ၍နှက်ဆိုင်လာမှာဖြစ်ပါတယ်ကျွန်တော်တို့မျှော်လင့်ထားတဲ့အချိန်မရောက်ရင်တော့မှအခြေအနေတွေကမပြောင်းလဲရင်တော့မှရလိုက်ကကျွန်တော်တို့မျှော်လင့်ထားတာမဟုတ်ရင်တော့မှဘုရားသခင်ကောင်းမြတ်နေစေပါဘုရားသခင်သစ္စာရှိနေစေပါဘုရားသခင်ကကျွန်တော်တို့ရဲ့ယုံကြည်ကိုးစားမှုနဲ့ကိုးကွယ်မှုကိုထားနိုင်တဲ့ဘုရားဖြစ်ပါတယ်ထိုတစ်ချိန်တုန်းကထိုလူငယ်၃ဦးကိုမိဖို့ကဲတင်တဲ့ဘုရားဒီနေ့လဲကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲကဲခဲတွေကနေကဲတင်ဖို့မှာဖြစ်ပါတယ်အများသူများဥညွတ်ရှုံးပေးလိုက်တဲ့အချိန်မှာယက်တည်ရတဲ့ရဲစွမ်းတတ်တည်ခြေနေတွေမသေးကြတဲ့အခါမှာယုံကြည်ကိုးစားနိုင်တဲ့ယုံကြည်ခြင်းကျွန်တော်တို့ဘုရားသခင်ကတတ်နိုင်တယ်ကိုရောမကဲရင်လည်းကျွန်တော်တို့ကကိုရောကိုယုံကြည်ကိုးစားနေပါပဲလို့ပြောရတဲ့ယုံကြည်မှုရှိပါစေလို့ရောက်စီတိုင်းကိုခွန်အားပေးလိုပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ